လူတယောက်ဟာကဘာမှာဘသူမှမတက်တဲ့အံ့ဖွယ်ပညာရက်တစ်ခုကိုတက်မြောက်ထားပြီးမင်းကြီးရဲ့အချစ်တော်ပညာရှိကြီးအထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့စကားတခွန်းကိုလိန်ညာမိလိုက်တဲ့ချက်ချင်းမှာပဲသူတက်ထားတဲ့ပညာတွေအားလုံးကွယ်ပြောက်ပြီးနန်းတော်တွေကနေတောင်းရန်စားတော့တဲ့အဆင့်အထိဘဝကဒေါင်လိုက်ကြီးပျက်စီးသွားခဲ့ရပါတယ်။သူဘာကြောင့်ဒီလိုဖြစ်သွားခဲ့ရတာလဲ။ဒီနေ့မှာတော့950စက်တော်များတွေကပညာတတ်ပေမဲ့ကျေးဇူးတရားကိုမေ့လျော့မိလို့ဘဝပြတ်ခဲ့ရတဲ့အမ်ဘစတော်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှိတုန်းကဗရာမတက်မင်းကြီးအုပ်ချုပ်တဲ့ဘာရာနသီပြည်မှာလူတွေဟာဇက်နှိမ့်ဇက်မြင့်ခွဲခြားမှုတွေအယံပြင်းထန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖျားလောင်းဟာဒွန်းစန္ဒာမျိုးနွယ်စုတွေမှာမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဉာဏ်ပညာကတော့တာမန်လူတွေထက်အများကြီးတာလွန်နေခဲ့ပါတယ်။သူတတ်ထားတဲ့ပညာကတော့အမ်ဘမန်တန်ဒီမန်တန်ကိုယူပြီးတရက်ပင်ကိုပုတ်လိုက်တာနဲ့ရာသီမဟုတ်လေတရက်သီးတွေချက်ချင်းတီးမှန်လာစေပါတယ်။ဒီလိုနဲ့သူဟာဒီပညာနဲ့မိသားစုကိုလှုပ်ကြွေးနေခဲ့ပါတယ်။တနေ့မှာတော့ပုံနာလူလင်တယောက်ဒီသတင်းကိုကြားသွားခဲ့ပါတယ်။သူကဒီပညာကိုရအောင်သင်ယူဖို့ဆရာအိမ်ကိုရောက်လာခဲ့ပါတော့တယ်။သူဟာဆရာအိမ်မှာရီခတ်ထင်းခုတ်တမျက်စီလှေးပြီးအလွန်ယိုသေးစွာပြုစုလှုပ်ကြွေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖျားလောင်းကသဘောကျပြီးမန်တန်ကိုတင်ပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့မတင်ပေးခင်ဖျားလောင်းကတတိပေးလိုက်ပါတယ်။တနေ့မှာမင်းရဲ့ဆရာဘသူလဲလို့မေးလာရင်ငါစီကတင်ခဲ့တာကိုအမှန်တိုင်းဝန်ခံရမယ်။မူသားပြောရင်တော့ဒီမန်တန်ဟာချက်ချင်းပျက်စီးသွားလိမ့်မယ်။လူလင်ကဂတိအထက်ထပ်ပြီးမန်တန်ကိုတင်ယူတက်မြောက်သွားခဲ့ပါတယ်။ဗာရာဏသီပြည်ကိုပြန်ရောက်တော့သူဟာမင်းကြီးရဲ့ဥယျာဉ်တော်ထဲမှာအချိန်မဟုတ်ပဲတရက်သီးတွေမှဲဝင်းနေအောင်ဖန်တီးပြလိုက်ပါတယ်။ပြမတက်မင်းကြီးကအယံအံ့ဩသွားပြီးသူ့ကိုနန်းတော်ထဲခေါ်ယူကရာထူးကြီးပေးသနာခဲ့ပါတယ်။ဒီလိုနဲ့လူလင်ဟာမိချင်းနှစ်ရက်မင်းကြီးရဲ့အချစ်တော်ပညာကြီးဖြစ်လာခဲ့ပါတယ်။ရွှေငွေစည်းစိမ်တွေအချမ်းရံတွေအားလုံးပြည့်စုံလာခဲ့ပါတယ်။ဒါပေမဲ့စီးစိမ်တွေတိုးလာတာနဲ့အမျှသူ့ရဲ့မာနစိတ်ကလည်းတဖြည်းဖြည်းကြီးထွားလာပါတော့တယ်။တနေ့မှာတော့မင်းကြီးကနန်းရင်ပြေမှာမေးလိုက်ပါတယ်။အမောင်လူလေဒီလိုအံ့ဖွယ်ပညာကိုဘယ်လိုဆရာစီကသင်ယူခဲ့တာလဲ။အဲ့ဒီမိကုန်းကိုကြားလိုက်ရတဲ့အချိန်မှာလူလေရဲ့စိတ်ထဲမှာဆရာတတိပီးစကားနဲ့သူ့မာနစိတ်တို့တိုက်ခိုက်နေပါတော့တယ်။နောက်ဆုံးမှာတော့မာနစိတ်ကအနိုင်ရသွားခဲ့ပါတယ်။အရှင်မင်းကြီးကျွန်တော်မျိုးဟာတက္ကသိုလ်ပြည်ကနာမည်ကြီးဆရာကြီးတဦးစီကဒီပညာကိုသင်ယူခဲ့တာဖြစ်ပါတယ်။သူအဲ့ဒီလိုလိန်ညာလိုက်တဲ့ချက်ချင်းမှာပဲသူ့ခေါင်းထဲကမန်တန်စာသားတွေအားလုံးပျောက်ကွယ်သွားပါတော့တယ်။မင်းကြီးကဒါဆိုငါအတွက်တရက်တီးထပ်ဖန်တီးပြအောင်လို့အမိန့်ပေးလိုက်ပါတယ်။လူလင်ဟာတရက်ပင်နာသွားပြီးမန်တန်ကိုရွတ်ဖို့ကြိုးစားပေမဲ့စလုံးတစ်လုံးတော့မမှတ်မိတော့ပါဘူး။နောက်ဆုံးမှာတော့သူဒူးထောက်ကြပြီးအမှန်တရားအားလုံးကိုငိုယိုဝန်ခံလိုက်ရပါတော့တယ်။ပရမတ္တမင်းကြီးကအလွန်စိတ်ပြတ်သွားပြီ။ဆရာကျေးဇူးကိုမသိတတ်တဲ့လူဟာငါနန်းတော်နဲ့မထိုက်တန်ဘူး။လူမိန်ကနန်းတော်ကနေနှင်ထုတ်လိုက်ပါတော့တယ်။ဒီဇက်တော်ကပြီးတဲ့သင်ခန်းစာကတော့ပညာတတ်ဖို့တွေမလုံလောက်ပါဘူး။မိမိကိုပညာသင်ပေးခဲ့တဲ့ဆရာသမားအပေါ်ကျေးဇူးတည်တတ်ဖို့ရိုးသားဖို့မာနမတက်ဖို့အလွန်အရေးကြီးပါတယ်။ကျေးဇူးတရားကိုမေ့လျော့သူဟာဘလောက်ပဲအောင်မြင်နေပါစေတခဏအတွင်းမှာပဲအရာအားလုံးဆုံးရှုံးသွားနိုင်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်တော်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။